နားလည်ထားရအောင်သိထားရအောင်လေးပြောပြတာပါဓနုတ်ဖျားကြီးဆိုတာရှိတယ်ဓနုတ်ဖျားကြီးမှာမကျုံလို့ဖြစ်နေတာတွေကအမြတ်တမ်းလိုချင်နေတယ်ဆွေမျိုးတော်ဆက်ခဲ့ဘူးတော့သူများတွားရောက်ပြီးတော့လူဒါနပြုကြပြောပြမယ်ဓနုတ်ဖျားကြီးတစ်ချိန်တော့ထိတော့တင်ကန်ကြီးမှာပြိုကျခဲ့ဘူးတယ်ပြိုကျခဲ့တဲ့ထဲမှာလူတော်တော်များများဝန်ထမ်းတွေတော်တော်များများတည်ဆုံးခဲ့ဘူးတယ်ဒီတည်ဆုံးတာတို့ဒီမကျုံမလို့ဖြစ်နေတယ်တွားခြင်းနဲ့မတွားရဖြစ်နေနော်ကုသိုလ်ကောင်းမှုလိုချင်လို့စောင့်မျှော်နေပါတယ်ရွှေမျိုးညီကောင်နှမတွေရှိပါတယ်ရန်ကုန်ထဲမှာလည်းရှိတယ်နယ်တွေထဲမှာလည်းရှိတယ်နော်အဲ့ဒီရွှေမျိုးညီကောင်နှမတွေနော်ဖះကြီးပြိုကျတဲ့အခါမှာပြီးတော့နော်ပြီးတော့အဲ့ဒီအလောင်းတွေကိုလည်းရန်ကုန်တည်လာကြတာတွေရှိတယ်အဲ့တော့အဲ့ဒီဖះမှာတွားပြီးတော့အဲ့ဒီဖះကြီးကထီတော့လည်းပြန်လဲတင်ဆောင်ရအောင်မှဖြစ်တယ်အဲ့ဒီဖះကြီးမှာကုသိုလ်ကောင်းမှုလူဒါနတွေများများပြုပေးကြပါနော်မကြုံမလွတ်တာတွေဖြစ်နေကြတာများတယ်အဲ့တော့ရွှေမျိုးညီကောင်တို့တွေရှိရင်သွားဓနုတ်ဖះကြီးဆိုတာအချိန်ကဓာတ်နှုတ်မရလို့ဓာတ်စိုက်ခဲ့လို့ဓာတ်နှုတ်မရဓာတ်နှုတ်လို့မရဓနုတ်ဖះလို့ညီတွင်ခဲ့တာပေါ့လေဓနုတ်ဖះကောင်းကျိုးများရအောင်ပြုပေးနိုင်ကြပါစေအားလုံးအဆင်ပြေနိုင်ကြပါစေဖះတရားမမေ့လေနဲ့အားလုံးဖះတရားပြုလို့ကြအနေရဆိုတာပြောလို့ရတာမဟုတ်ဘူးချက်ချင်းရောက်ချင်းရောက်လာတာအနေရကင်းရင်အနေရရှိတဲ့နေရာမသွားကြနဲ့ဖះတရားပြုလို့ကြတန်ရာအတွက်လည်းကုသိုလ်ကောင်းမှုလေးတွေထောက်ပံ့လေးတွေပြုကြအားလုံးအေးချမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြီးရှိကြပါစေတန်ရာအတွက်ထောက်ပံ့ကောင်းတွေယူဆောင်နိုင်ကြပါစေပြုဆောင်နိုင်ကြပါစေ